အားလုံးမင်္ဂလာပါဖေဖေတို့အခုစားတန်ကူတွေကနေထွက်လာပါပြီသွားတော့ကတော့မိုးမိပါဘူး66သွေးအခုတော့အားလုံးမိုးတွေရွှဲလို့ဟောဒီမှာသူလည်းကြည့်ပါမိုးမိတယ်ပြောကိုစောပိုင်းလည်းပါတယ်တပိုင်ဟယ်လိုလိုဟဲဒီမှာဖေဖေတို့တစ်ဖွဲ့လုံးကမနေ့ကညမှာ Samsung Galaxy ပွဲကိုဖျော်ဖြေပြီးတော့ဒီနေ့ကနားပါတယ်မနေ့ပြန်မှမော်လမြိုင်မှာဖျော်ဖြေမှာဆိုတော့ဒီနေ့တို့သွားကြတယ်မနေ့ကကော့ကတောင်ကိုရောက်တယ်ပြီးတော့အခုဘာလဲကျွန်တော်စားရန်ကူဒီစီစဉ်ပမိုးကူညီတာတော့ကြောက်ပတောင်းရွှေနဲ့အားပြီးတော့ဖြစ်ပါတယ်စားရန်ကူကိုသွားတယ်အခုစားရန်ကူတော့ပြီးတော့လှေကားတဲ့တက်ကြတာပြီးတော့ဂျားထဲမှာဟိတ်အောင်ထက်ပါမင်္ဂလာပါခင်ဗျာသွားတော့မိုးလုံးဝမရွာဘူးအရန်လဲပူတာပြီးတော့ဂူထဲမှာလည်းတော့ရှောက်အများကြီးပဲရှောက်ရတယ်ချီရောက်လည်းနည်းနည်းစူးတယ်ဒါပေမဲ့အရန်လည်းပျော်ဖို့ကောင်းတယ်အခုပြန်ထွက်လာတဲ့ခါကျတော့ဖြူတော့အိပ်ဘက်လမ်းနေမစင်းမဲနဲ့လှေနဲ့သွားတာဟုတ်တယ်လေစီးပြီးတော့ပြန်လာလမ်းမှာမိုးတွေကရွာတယ်အဲ့တော့အားလုံးတစ်ခေါလုံးရွှဲဒီလိုဟိုပမိုးကူညီတာရီစုံပြန်လို့တယ်တော်တော်ရှာရှိတာပဲတိုင်းခဲ့ဘာလဲကိုသားငယ်ကြောက်ပတောင်းရွှေနဲ့ဟုတ်လားအနောက်မှာခေမနဲ့တိုင်းနဲ့စူပါမော်ဒယ်ရှေ့ကညီမလေးလှလှလေးတွေကိုလည်းကြည့်လိုက်အောင်တော့ပါချင်လိုက်ရဟဲ့ဘာလို့ဟောတခုပြောပြမှာလေကျွန်တော်တို့အကုန်လုံးခြေထောက်တွေကျွန်တော်တို့ရှွန့်ပေးကြမယ်မကျူကျွန်တော်လုံးဝရှွန့်မပေးပါဘူးသူရှွန့်ပေးတယ်ပြောတယ်အာညာပါဒီလိုပဲအကြံကြီးရယ်လေနော်အခုကားရှိတဲ့နေရာကိုပြန်ရောက်ဖို့အတွက်9မိနစ်လောက်ရှောက်ရမယ်လို့ပြောတာအခု9မိနစ်တော့မကားတော့ဘူးထင်တယ်တော်လန်းလေးကနေရှောက်လာအရန်လဲตายရတယ်အရန်လှတယ်အရန်ပြောဖို့လည်းကောင်းတယ်ရိုက်ကြလိုက်ပါရှေ့ကလူရှောက်နေရရိုက်နေရလဲရှေ့ကလူတွေရှောက်နေဟာโอเคလာပြီနင်းလိုက်ငါကြောက်တယ်ဒီစီစဉ်အဓိကကူကြီးပမိုးတာတော့ကြောက်ပတောင်းရွှေနဲ့အစင်းအာလူတော်မိသားစုဖြစ်ပါရဲ့ကိုစောပါကြီးဟဲ့ဒီစီစဉ်ပမိုးကူညီတာကြောက်ပတောင်းရွှေနဲ့ကိုစောပါကြီးရဲ့ခြေထောက်ကိုကြည့်ပါကတော့ကိုဘာညခြေထောက်ကိုကြည့်ပါမရှုံးမေလားညတော့ပြောပြီးလေကိုကလည်းဆက်ပါဘာလဲရောင်းသွားပြပြီကျွန်တော်လိုက်နေတယ်မေးမောလိုက်တာမောလောက်ထားခိုင်းနေမှာဒါဒီဘက်နောက်မှာဒါသူတို့ရဲ့ဓပုံဆရာကြီးပါသူမိတ်ဆက်ကိုပြတော့သူကပျောက်သွားတယ်တော်ရစ်တာဟဲ့ဟာဒီမှာစပါးကင်းနေစိမ့်နေရပဲတဲ့လားရမ်းလာရဒီဘက်မှာကကြောက်တာအော်ပါမဟုတ်လေဘာရွှေတီမွေးနဲ့ရမပြီးမှပြန်ဆက်လိုက်မယ်ဖုန်းကအစဖြစ်ပြီးတော့ပြီးလို့ရှင်တောင်ဝိုင်းသွားကြမယ်လို့စဉ်းစားထားတယ်အကုန်လုံးတဆုပ်တွေလိုပဲမိုးတွေလည်းစိုးကုန်ပြီဆိုတော့မသွားကြတော့ဘူးဟိုတယ်ပြန်ကြမယ်နားမယ်ထမင်းစားကြမယ်အဲ့ဒါ73ရက်ဆိုကျွန်တော်ပြီးမှစတေရိုက်ထားတဲ့ဓပုံလေးတင်ပေးလိုက်မယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တွတ်တာမွာဟုတ်ပါတယ်မရှိနေတဲ့ကြောင်စုံနေဆိုမှာ